လေရင်မဲလေးဟာရုတ်တရက်ဆိုသလိုပဲဆယ်တကားပွင့်သွားသလားအောက်မေ့ရအောင်ရေတွေအန်ထုတ်ပြီးဝေဒနာအလူးလဲခံစားနေရပါတယ်။သူမဟာအကူအညီတောင်းဖို့လက်လန်းခဲ့ပေမဲ့နောက်ဆုံးမှာတော့အကျော်ဆွဲတုံရင်ရင်ကျမ်းပြင်ပေါ်လဲကျတည်ဆုံးသွားခဲ့ပါတယ်။ဒီမြင်ကွင်းကြောင့်ထိတ်လန့်သွားတဲ့လီဆာဟာတမိဖြစ်သူကိုဒီလေရင်ကန်းထဲကနေအမြန်ဆုံးခေါ်ထုတ်သွားဖို့ပဲစိတ်ဆောနေမိတော့တယ်။ဒါပေမဲ့ပကြီးဆရာတယောက်ရဲ့ဘေးကနေဖြတ်သွားမှာတော့လီဆာတယောက်မှင်တက်သွားရပါတယ်။အဲ့ဒီပကြီးဆရာဟာလေရင်မဲတည်ဆုံးသွားတဲ့အခိုက်အတန့်ကိုအသေးချာပကြီးဆွဲနေတာကိုမြင်လိုက်ရလို့ပါ။သူမဟာပကြီးစာအုပ်ကိုဆွဲယူပြီးအမြန်လန်လောကြည့်လိုက်တဲ့အခါပိုလို့တောင်အံ့အားသင့်သွားရပြန်တယ်။အဲ့ဒီစာအုပ်ထဲမှာသူမဒီထူးဆန်းတဲ့စိတ်အာရုံနဲ့ပိတ်မိနေတော့ကြုံတွေ့ခဲ့ရတဲ့ထူးဆန်းဖြစ်တဲ့အတိုင်းကိုပကြီးဆရာကလက်ဦးအောင်ရေးဆွဲထားလို့ပါ။အဲ့ဒီနောက်ဆုံးပကြီးကားကိုကြည့်လိုက်တဲ့အခါလင်းလက်နေတဲ့အလင်းတန်းကြီးကိုမျက်နှာမူပြီးလေရင်တကားဝမှာရက်နေတဲ့လူလေးတစ်ခုကိုတွေ့လိုက်ရတယ်။ဒီလေရင်ကန်းကနေထွက်သွားနိုင်ရင်ဘေးကင်းလိမ့်မယ်လို့လီဆာယုံကြည်မိသွားတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲပကြီးဆရာရဲ့ခန္ဓာကိုယ်ဟာတောက်လောင်နေတဲ့မီးတောက်တွေဖြစ်ပြောင်းလဲသွားပြီးသူမရှိတင်ကွယ်ပြောက်သွားပါတော့တယ်။စက်တိုက်ဖြစ်ပေါ်နေတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့်လီဆာတယောက်စိတ်ဓာတ်တွေပြိုလဲလူနီးပါးဖြစ်နေပါပြီ။သူမဟာသမီးကိုဆွဲပြီးနောက်ထပ်လေရင်ကန်းတစ်ခုတည်းဝင်ဖို့ပြင်လိုက်ချိန်မှာပဲနောက်ထပ်လေရင်မဲတယောက်နဲ့မျက်လုံးကသွေးတွေထွက်နေတဲ့အမျိုးသားတယောက်ကတားဆီးလိုက်ပြန်တယ်။ချက်ချင်းဆိုသလိုပဲလေရင်မဲဟာလေရင်ကန်းရဲ့တစ်ဖက်ချမ်းကိုလွတ်ဆင်သွားပြီးဒါကိုမြင်လိုက်ရတဲ့လီဆာသမီးလေးဟာထိတ်လန့်တကြားအော်ဟစ်ပါတော့တယ်။အဲ့ဒီနောက်မျက်လုံးကပဲသွေးထွက်နေတဲ့အမျိုးသားဟာအခုတော့ဦးကောင်းကနေပါသွေးတွေပန်းထွက်လာပြီး3စက္ကန့်အတွင်းမှာတင်လီဆာရှိမှပဲအသက်ပြောက်သွားခဲ့ပါတယ်။လီဆာဟာကြောက်လန့်နေတဲ့သမီးဖြစ်သူကိုချော့မော်ရင်းလေရင်ခန်းတကားကိုအတင်းတွန်းဖွင့်ပြီးဝင်လိုက်တဲ့အခါတခါမှမမြင်ဘူးတဲ့ဟာလာဟင်းလင်းအခန်းလွတ်ကြီးကိုပဲတွေ့လိုက်ရတယ်။လေရင်တစ်စီးလုံးမှာသူတို့အခန်းကခီးတဲ့အနှဲငယ်ပဲရှိတာလားဆိုတာသူမမယုံနိုင်အောင်ဖြစ်နေရတယ်။ဒါဟာတကယ်ကိုပုံမှန်မဟုတ်တဲ့အခြေအနေပါ။သူမနောက်ထပ်အခန်းတော်များများကိုဖျက်လျှောက်သွားပေမဲ့ဘသူ့ကိုမှမတွေ့ရပြန်ပါဘူး။သူမဘာလို့ရမှန်းမသိကြောင်ရက်နေတော့မှပဲသမီးဖြစ်သူပျောက်ဆုံးသွားတာကိုသတိထားမိလိုက်တယ်။အဲ့ဒီနောက်ဆုံးတန်းထိုင်ကုန်နေစီကသမီးဖြစ်သူရဲ့အတန်ကိုကြားလိုက်ရလို့လှည့်ကြည့်လိုက်တဲ့အခါသမီးရဲ့နောက်ွယ်မှာစိတ်အာရုံတွေကဆုံးမကြီးရက်နေတာကိုမြင်လိုက်ရပြန်တယ်။သမီးကိုကာကွယ်ဖို့အပြေးလွှားသွားတဲ့အချိန်မှာပဲလီဆာရဲ့မှတ်ဉာဏ်တွေဟာတဖြည်းဖြည်းပြတ်သားလာပါတော့တယ်။ဒီတစ်ချိန်မှာတော့လေရင်မပြတ်ကြခင်ဆုံးမကြီးရွတ်ဆိုခဲ့တဲ့ဂါထာရဲ့အတိတ်ပဲကိုသူမရှင်းရှင်းလင်းလင်းနားလည်သွားခဲ့ပါပြီ။အခုတော့နင်းအားလုံးကိုနားလည်သွားပြီပေါ့တကယ်တော့နင်းဟာပြတ်ကြတော့မဲ့လေရင်ပေါ်မှာငါဘေးနားမှာထိုင်နေတာပါ။ကလေးတယောက်အနေနဲ့တေချင်းတရားရဲ့ကြောက်မက်ဖွယ်ရာတွေကိုမမြင်စေချင်လို့နင်းတကယ်မပိုင်ဆိုင်ရတော့မဲ့ဘဝမျိုးကိုခံစားနိုင်အောင်ငါကအိမ်မွေးချပေးထားခဲ့တာ။ဒါပေမဲ့နင်းကထူးခြားတဲ့မိန်းကလေးပဲ။နင်းကအမြဲတမ်းနှိုးထားဖို့ကြိုးစားနေခဲ့တယ်။ငါရဲ့ဂါထာကနေရုံထွက်ပြီးကိုကဲတင်ခြင်းနဲ့နင်းရဲ့ပြင်းပြတဲ့ဆန္ဒကြောင့်ငါနင်းကိုဒီစိတ်အာရုံတွေထဲမှာဆက်ပြီးပိတ်လောင်ထားလို့မရတော့ဘူး။အခုနင်းနိုးထလာတော့မယ်နင်းရဲ့ကံကြမ္မာဟာနင်းလက်ထဲမှာပဲရှိတယ်။မြင်ကွင်းတွေဟာလွန်ခဲ့တဲ့အနှစ်20စီကိုရုတ်တရက်ပြန်ရောက်သွားပါတယ်။တကယ်ဖြစ်ရမှန်ကလွန်ခဲ့တဲ့အနှစ်20ကတည်းကဖြစ်ပျက်နေခဲ့တာပါ။လီဆာတန်တရားဝင်ခဲ့တဲ့ဆုံးမကြီးဟာလေရင်ကိုကျိန်စာတိုက်ခဲ့သူမဟုတ်ပါဘူး။သူမဟာလေရင်ပြတ်ကျတော့မယ်ဆိုတာကြိုသိနေပေမဲ့တားဆီးလို့မရနိုင်ခဲ့သူပါ။ဒါကြောင့်ငယ်ရွယ်တဲ့လီဆာလေးရဲ့နောက်ဆုံးအချိန်မှာနာကျင်မှုတွေတက်တာစေဖို့အတွက်သာဒီဂါထာကိုအခါခါရွတ်ဆိုပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လီဆာငယ်စဉ်ကတေဘေးကလွတ်မြောက်ခဲ့တာစိတ်ပညာရှင်တယောက်ဖြစ်လာတာနဲ့ချစ်စပွဲသမီးလေးထွန်းကားခဲ့တာတွေဟာဆုံးမကြီးဖန်တီးပေးထားတဲ့စိတ်ကူးရင်အာရုံတွေသာဖြစ်ပါတယ်။နောက်ပိုင်းလေရင်ပေါ်မှာလီဆာကြုံတွေ့ခဲ့ရတဲ့ခရီးသည်တွေဆိုတာလည်းတကယ်တော့လွန်ခဲ့တဲ့အနှစ်20ကလေရင်ပေါ်မှာအတူပါလာခဲ့တဲ့ခရီးသည်တွေသာဖြစ်ပါတော့တယ်။